အားလုံးပဲမင်္ဂလာပါရှင်။နဂါးရွှေပါစိတ်ရွှေရနာဆိုင်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ချစ်တော်လေးတွေအတွက်ပေါ့နော် 80K white color ကြိုးလေးတွေကိုအထက်အကျစ်ကလေးနဲ့ပေါ့နော်ဝေးလိုက်လို့ရှိရင်လည်း daily လေးဝေးလို့ရပြီးအကျန်းခန္ဓာလေးတွေကိုမမင်းကဒီနေ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။မမင်းနဲ့တူတူမမင်း live လေးကိုအစားဆုံးလေးကြည့်ရှုပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။အခုပေါ့နော်မမေပထမအဆုံးပြပေးမယ် 80K white color ကြိုးဒီဇိုင်းလေးရဆိုလို့ရှိရင်တော့မမေတို့ဒါဗလင်းပုံစံလေးကိုမှာပေါ့နော်မမေတို့ဒါအစစ်တုံးပုံစံဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုကြိုးလေးရဆိုလို့ရှိရင်တော့မမေတို့ဒါလုံးဝကိုမှအကျန်းလဲခံပြီးတော့မှအကျစ်အထည်လေးဖြစ်ပါတယ် gram ချိန်လေးကတော့ 3.25 gram လေးကိုမှကြိုးရှည်လေးကတော့18လက်မှာပါရှင်ဈေးနှုန်းလေးကတော့18သိန်းဝန်းကျင်ပဲရှိပါတယ်ရှင်အခုပေါ့နော်မမင်းနံပါတ်2ပြပေးမယ်ကြိုးဒီဇိုင်းလေးရဆိုလို့ရှိရင်လည်းဒါမမင်းတို့ပေါ့နော်စီတူလင်းပုံစံလေးကိုမှမမင်းတို့ဒါတန်ခွင်းဆက်ပေါ့နော်ခပတ်ခေါင်းပုံစံဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုကျိုးလေးရဆိုလို့ရှင်လေတဂရန်ကြော်လေးနဲ့ကိုမှအဟန့်အထည်လေးလည်းရှိပါတယ်ကျိုးလေးရဲ့ဂရန်ချိန်လေးကတော့ 1.83 gram လေးကိုမှကျိုးရှည်လေးကတော့18လက်မှာပါရှင်ဈေးနှုန်းလေးကတော့10သိန်း2000ဝန်းကျင်ပဲရှိပါတယ်ရှင်အခုပေါ့နော်မမင်းနံပါတ်3ပြပေးမယ်ကြိုးဒီဇိုင်းလေးရလဲဆိုရင်မမင်းတို့ဒါဗလင်းလေးကိုမှဘတ်တုံးလေးကိုမှ gram နည်းနည်းလေးတော့များပြီးတော့ဝက်လိုက်တဲ့ခါမှာလုံးဝကိုမှအဟန့်အထည်လေးလည်းရှိပါတယ်ရှင်အခုကြိုးလေးရဲ့ gram ချိန်လေးကတော့3.59 gram လေးကိုမှကြိုးရှည်လေးကတော့လက်မ20ပါရှင်ဈေးနှုန်းလေးကတော့မင်းတို့ဒါ320ဝန်းကျင်ပဲရှိပါတယ်ရှင်အခုပေါ့နော်မမင်းနောက်ဆုံးပြပေးမယ်ကြိုးဒီဇိုင်းလေးရဆိုလို့ရှိရင်လည်းဒါမင်းတို့စီတူလင်းဂင်းစိတ်ကလေးနဲ့4000ပေါ့နော်မင်းတို့ဒါခပတ်ပုံစံဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ကြိုးဒီဇိုင်းလေးရတော့လုံးဝကိုမှရိုးရှင်းပြီးတော့မှအကျစ်ထဲအဟန့်လေးလည်းရှိပါတယ်အခုကြိုးလေးရဲ့ gram ချိန်လေးကတော့ 2.76 gram လေးကိုမှကြိုးရှည်လေးကတော့18လက်မှာပါရှင်ဈေးနှုန်းလေးကတော့15သိန်း4000ဝန်းကျင်ပါရှင်ဒီနေ့လေးမှဆိုရင်တော့မမီရဲ့ချစ်ကကာတွေအတွက်ပေါ့နော်ဒါမမီတို့ဒါယောက်ျားလေးရောမိန်းကလေးရောဝေးလို့ရပြီးတော့အကျန်းခံပြီးတော့ daily ဝေးလို့ရတဲ့ 80K white color ကြိုးဒီဇိုင်းဆန်လေးတွေကိုမမင်းကဒီနေ့ရောက်ချပေးလိုက်ပါပြီရှင်မင်းရဲ့ချစ်ကကာတွေအတွက်ပေါ့နော် 80K ဒီဇိုင်းဆန်လေးတွေကိုဆိုင်ရောက်လာစရာမလိုပဲအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်နေ့စဉ်ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးနေတာဖြစ်လို့မင်းတို့ရဲ့ page လေးကို like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ဒါ့အပြင်တခြားကြည့်ချင်တဲ့ရန်နာလေးတွေရှိလို့ရှိရင်လည်းမင်း live ရဲ့ comment လေးရဲ့အောက်မှာလည်းဝင်ရေးပေးခဲ့ပါဦးရှင်မင်းတို့ဆိုင်ရဲ့ 80K အလဲရောင်းနေရတော့အလဲ10ရာခိုင်နှုန်းအယောင်း15ရာခိုင်နှုန်းပါရှင်မင်းတို့ရဲ့ငကားရွှေဝါဆက်ရွှေရနာဆိုင်ခွဲလေးရဆိုရင်တော့ Time City Jewelry Mall မြင်းကြီးတဲ့ဝင်ပေါက်ဝါရဲ့ဘက်ချမ်းလေးမှာရှိပါတယ်ဆိုင်လေးကိုလည်းလာရောက်ဝယ်ယူအားပေးဖို့အတွက်ဖိမှန်တကားပြုအပ်ပါတယ်ရှင်မင်းရဲ့ live လေးကိုအခုလိုအစားဆုံးကြည့်ရှုပေးတဲ့အတွက်မင်းတို့ငကားရွှေဝါမိသားစုမှာကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်